สวัสดีค่ะทุกคนพิมพ์ channel นี้ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ထိုင်းမှာပေါ့နော်ကိုယ် shopping ထွက်တဲ့အခါမှာပဲဖြစ်ဖြစ်ဈေးဝယ်တဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုလိုချင်တဲ့အရာကိုဘယ်လိုပြောပြီးဝယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီနေ့အရာအကြောင်းလေးကိုအနည်းငယ်လေ့လာကြရအောင်စီတန်အနီအောင်စီဆိုတာကအယောင်ကိုပြောတာပေါ့နော်တန်ဆိုတာကသူရဲ့အနောက်က line မဲ့ကာလာကိုပြောတာပေါ့နော်စီတန်အနီအောင်สีขาวဖြူရောင်สีขาวဖြူရောင်สีขาวဖြူရောင်สีดำမဲရောင်สีดำမဲရောင်สีดำမဲရောင်สีเขียวအစိမ်းရောင်สีเขียวအစိမ်းရောင်สีเขียวအစိမ်းရောင်สีเหลืองအဝါရောင်สีเหลืองအဝါရောင်สีเหลืองအဝါရောင်สีฟ้าအပြာနုရောင်ဒီအပြာနုရောင်ပြောတာပေါ့နော်สีฟ้าအပြာနုရောင်สีฟ้าအပြာနုရောင်สีน้ำเงินအပြာရင်းရောင်สีน้ำเงินအပြာရင်းရောင်สีน้ำเงินအပြာရင်းရောင်สีชมพูအပန်းရောင်สีชมพูအပန်းရောင်สีชมพูအပန်းရောင်สีม่วงขยายရောင်สีม่วงขยายရောင်สีม่วงขยายရောင်สีส้มလိမ်ပေါ်ရောင်สีส้มလိမ်ပေါ်ရောင်สีส้มလိမ်ပေါ်ရောင်အားလုံးပဲဒီကနေ့မျှဝေပေးသွားတဲ့အယောင်လေးတချို့ကိုအနည်းငယ်မှတ်မိသွားပြီလို့မျှော်လင့်မိပါတယ်ရှင်ထပ်ပြီးတော့ထိုင်းစာအခမဲ့လေ့လာခြင်းနဲ့ဆိုရင်တော့အောက်မှာပေးထားတဲ့ Telegram link လေးဝင်ပြီးတော့ join ပြီးတော့လေ့လာလို့ရပါတယ်သိချင်တာလေးရှိရင်လည်း comment မှာမှန်ခဲ့လို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်